သားဖနဲ့ရောက်ရှိတယ်ဖေကြီးကသားကိုအင်မတန်ချစ်တယ်အဲ့ဒါနဲ့ငါသားမင်းအိမ်အောင်ပြုတော့အဖေကိုပြုစုလို့ကြွေးအောင်မယ်အိမ်အောင်ပြုသေးဘူးပေါ့အဲ့လိုပြောတဲ့အခါကျတော့မရဘူးဖေကြီးကဇွတ်တခါတည်းရွာတွေကအမျိုးသမီးတစ်ယောက်နဲ့သူ့သားကိုပေးစားတယ်အဲ့တော့အိမ်အောင်ကျသွားရောနောက်တော့သူတဖြည်းဖြည်းနဲ့ကြီးလာတဲ့အခါကျတော့ဒီအဖိုးကြီးကိုချွေးမကမကြည့်ဘူးတော့မကြည့်ပြတဲ့အခါကျတော့ဒီယောက်ျားကိုအမြဲတမ်းသူကတိုက်တယ်ပေါ့ဖေကြီးနဲ့သားရဲ့ချမ်းအောင်အဲ့လိုပြောမှများတော့ဖေအပေါ်မှာသားကလည်းအမြင်မကြည့်တော့အဲ့လိုနဲ့နေလာရင်းနဲ့သူတို့မှသားလေးတစ်ယောက်မွေးလာတယ်အဲ့ဒီသားလေးကလည်းနောက်9နှစ်သား10နှစ်သားလေးအရွယ်ရောက်လာအဲ့ဒီအချိန်မှာပဲအကြီးကျယ်ပေါက်ကွဲရတယ်ဒီမှာဖြစ်တဲ့လူကရှင်ဖေကိုအသေးသက်ရင်တတ်မတတ်ရင်ကျမဒီရင်ဆင်းမယ်ဒါမျိုးဖြစ်လာတယ်အဲ့ဒါနဲ့သားကလည်းဘယ်လောက်ထိမိုက်တုံဆိုတော့အဲ့လိုဆိုရင်ငါအဖေကိုတတ်မယ်ဆိုရင်ဘယ်လိုတတ်ရမလို့တင်းချန်ကိုခေါ်သွားတဲ့တောလေးကိုခေါ်သွားတဲ့ဖေကြီးကလည်းပဲအိုကြီးဆိုဘာမလုပ်နိုင်တော့ဘူးအဲ့ဒါတွင်းတူးပြီးတော့အဲ့ဒီတွင်းထဲကိုထည့်ပြီးတော့ပပြားနဲ့တာတခါတည်းထုတက်ပြီးတော့ပြုတ်ထားခဲ့လို့အဲ့တိုင်ထိုင်တာအဲ့ဒါနဲ့သားဖြစ်တဲ့လူကကောင်းပြီဆိုပြီးတော့ဖေကြီးကိုလှဲပေါ်တင်ပြီးတော့တင်းချန်ကိုခေါ်တယ်အဲ့မှာသားပေါက်စာလေးကသူတို့သားလေးကအဖေနဲ့အမေနဲ့ကဒီသူ့အဖိုးကိုတတ်မယ်လို့တိုင်းမင်းနေတာကိုသူကနားထောင်ပြီးချောင်းပြီးတော့နားထောင်တော့ကြားတယ်အဲ့ဒါနဲ့အဲ့ဒီသားလေးကပညာရှိတယ်ဒီတိုင်းဆိုရင်တော့ငါအဖေဟာအဖေတတ်တဲ့ကံကြီးထိုက်ပြီးတော့အကြီးအကျယ်ဒုက္ခရောက်မှာပဲမဖြစ်စေရဘူးငါတားဆီးမယ်ဒါပေမဲ့ဒီတိုင်းငါတားရင်တော့ငါအားနဲ့လည်းရမှာမဟုတ်အဲ့တော့အကြောင်းဥပေတမီနဲ့ငါတားမယ်ဆိုပြီးတော့အဖေကျုပ်လည်းလိုက်မယ်ဘယ်လုံးမှတားလို့မရဘူးအဲ့ဒါလှဲပေါ်သူကလိုက်သွားတယ်ကလေးကအဲ့ဒါဒီယောက်ျားကဒီသားကလည်းကောင်းပြီဆိုသူ့သားကိုခေါ်ပြီးတော့ဘုံကြီးဖိုးသားဖ3ယောက်ပေါ့လေသွားကြတာအဲ့ဒါနဲ့ဖေကြီးမြင်ပါဆိုလို့ဖေကြီးကိုလှဲပေါ်တင်လှဲချွတ်ပြီးတော့တခါတည်းတွင်းကြီးတူးတယ်တွင်းတူးတဲ့အခါကျတော့သားကမေးတယ်အဖေဒီတွင်းကဘာလို့မလို့တော့ထို့ငါအဖေကိုမြုပ်မလို့ကွာအဲ့လိုပြောတဲ့အခါကျတော့ဖေကြီးကတူးရတာမပြီးသေးတော့မောပြီးတော့နားတဲ့အချိန်မှာသားကအဲ့ဒီပေါက်ပြားယူပြီးတော့ဟိုးနားလေးမှာခက်လန်းလန်းမှာတခါသားကလည်းအတင်းတူးတယ်တူးတဲ့အခါကျတော့ငါကမင်းဘာလို့မလို့အဲ့တွင်းတူးတာတော့ကျွန်တော်လည်းအဖေလမ်းစဉ်လိုက်ရမယ်အဖေကအဖေရဲ့အဖေကိုမြုပ်တယ်လို့ကျွန်တော်ကလည်းအဖေကိုမြုပ်ဖို့အတွက်ဒီတွင်းကိုတိုးတာအဲ့ဒီချိန်မှာသူတော်တော်လန့်သွားခမင်းဘာလို့ပြောတာဘုံပေါ့ဟုတ်တယ်လေခမင်းလည်းခမင်းအဖေကိုခမင်းမှုတ်ကျုပ်လည်းကျုပ်ဖေကိုကျုပ်မြုပ်အဲ့လိုပြောတော့မှသူတော်တော်ထိတ်လန့်သွားတယ်ဒါမလုပ်ကောင်းဘူးခမင်းအဲ့လိုပြောသလားပေါ့တကယ်တမ်းကကျုပ်ကဒါတွေကိုတကယ်လှုပ်ချင်လို့မဟုတ်တကယ်စိတ်ကူးရှိတာမဟုတ်အဖေကိုစဉ်းစားပြအောင်လို့ပြောတာကိုယ့်ပေါ်မှာကျေးဇူးကြီးလာတဲ့အဖေကိုဒီအမေရဲ့စကားကိုနားထောင်ပြီးတော့ခင်ဗျားဒီလိုလုပ်တာကောင်းလားလို့အဲ့ဒီမှာသူလက်တွေဆုံးမတာအဲ့တော့ဦးဇင်းတို့ကဒီဇက်တော်လေးကိုဘာကြောင့်အမှတ်ရတာလဲဆိုတော့ကိုယ့်အဖေကိုမြုပ်ဖို့ကြိုးစားတော့ကိုသားတွေကလည်းကိုယ့်ကိုပြန်ပြီးတော့မြုပ်ဖို့ကြိုးစားကြတာပဲ